ဂျပန်ကိုပို့ပေးမယ်ဆိုပြီးလူတစ်ယောက်ကိုကြက်သိန်း200နီးပါးဖြင့်အလိန်ခံခဲ့ရတဲ့အမှုခင်းဖြစ်စီမယ်ဖြစ်ပါတယ်။ဂျပန်ကိုအလွတ်သွားလို့ရဖို့အတွက်ဆိုပြီးလူငယ်900ဝန်းကျင်စီကနေငွေကြေးလိမ်လည်မှုအပြင်ထိုင်းမှာလည်းမြန်မာလုပ်သား200စီကနေငွေလိမ်လည်မှုတွေဖြစ်ပွားနေခဲ့ပါတယ်။ဒီဖြစ်ရပ်နှစ်ခုလုံးဟာဆိုရင်2025ခုနှစ်ဒီဇင်ဘာလ17ရက်နေ့မှာဖြစ်ခဲ့တာဖြစ်ပြီးတော့အေဂျင်စီနဲ့ပွဲစားတွေဟာမြန်မာလူမျိုးတွေပဲဖြစ်ပြီးတော့အချင်းချင်းလိန်စားပြီးလိန်ပြေးသွားကြတာပဲဖြစ်ပါတယ်။ဂျပန်ကိုသွားရောက်အလုပ်လုပ်ဖို့အတွက်လူငယ်900ဝန်းကျင်စီကနေစူလန်းမြင့်မို့ဆိုတဲ့အင်ဂျီစီကကြက်သိန်းကိုတောင်းချီပြီးလိန်ပြေးသွားတာဖြစ်ပါတယ်။ထိုင်းမှာစွန့်ပစ်ထားခဲ့ပြီးစူလန်းမြင့်ဆိုတဲ့အေဂျင်စီဟာရာသက်ပံလိုင်စင်ပိတ်သိမ်းခံရပေမဲ့ဒီလုပ်ငန်းကပိတ်ပြီးပြီဆိုပေမဲ့နေဝင်းကဘာစတဲ့နမန်အတုတွေကိုသုံးပြီးတော့လိန်လည်နေခဲ့တာပါ။လူငယ်900ဝန်းကျင်ကိုနေဆက်ကနေတဆင့်ထိုင်းနိုင်ငံဘန်ကောက်ကိုပို့ပေးပြီးဂျပန်ကိုပို့ဝေးမယ်လို့ပြောဆိုထားတာကြောင့်အဲ့လိုမျိုးပြောပြီးတော့လူဦးရေ900လုံးကိုစွန့်ပစ်ထားခဲ့ရတဲ့အခြေအနေမှာရှိနေကြပါတယ်။နောက်ဘန်ကောက်မြို့လယ်မှာမြန်မာပွဲသားတဦးကအလုပ်သမား200ကျော်စီကထိုင်းဘတ်ငွေ2သန်းကျော်ကိုလိမ်ပြေးသွားခဲ့ပြီးပတ်စပို့ CI ကတ်တွေလည်းသွားခဲ့ပါတယ်။အလုပ်သမားဟောင်းတွေအနေနဲ့တက်တန်းတိုးလို့ရမယ့်အခြေအနေလာပေမဲ့စာအုပ်တွေဆုံးရှုံးရင်ဒုက္ခရောက်မယ့်အခြေအနေမှာရှိနေတယ်လို့လည်းသိထားရပါတယ်။အဲဒါကြောင့်အများသူငါပြောနေတဲ့ထိုင်းနိုင်ငံဘတ်အသေးဖွင့်မဲ့အချိန်မှာလဲထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာလဲမြန်မာပွဲသားတဦးကငွေတွေကြိုယူပြီးမြန်မာပြည်ထဲကိုထွက်ပြေးသွားတယ်ဆိုတဲ့ဖြစ်စဉ်တွေကိုလည်းရှိကြပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ပွဲစားဆိုရင်ဘယ်သူ့ကိုမှမယုံတာအကောင်းဆုံးပါပဲ။ပွဲစားမပြောပါနဲ့ကိုညီကိုမောင်နှမဆိုရင်တော့ထိုင်းနိုင်ငံပဲဖြစ်ဖြစ်ဘေးနိုင်ငံပဲဖြစ်ဖြစ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘယ်သူ့ကိုမှမယုံတာအကောင်းဆုံးပါပဲ။ဒီလိုငွေကြေးလိမ်လည်မှုတွေထွက်ပြေးတဲ့ဖြစ်စဉ်တွေဟာပြည်တွင်းမှာပါခက်ခဲနေလို့ပြည်ပကိုထွက်အလုပ်လုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာမြန်မာအေဂျင့်ပွဲစားတွေကပဲလိမ်ပြေးနေတာပါ။ယုံကြည်မှုကိုခိုးတုံးလုပ်ပြီးအပူဇာတွေစားနေကြတဲ့ဒီလိုပွဲစားတွေဟာဆိုရင်လေကို့မများအချင်းချင်းဂုတ်သွေးစုပ်အခုညူစားနေတဲ့ပွဲစားတွေပဲဖြစ်ပါတယ်။အခုလိုလှုပ်ရှားနေတဲ့သူတွေအများကြီးပဲရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘာလုပ်ပဲလုပ်ဘသူစီမှာပဲအလုပ်လုပ်ကျွန်တော်တို့ပွဲစားနဲ့လုပ်မှန်ဆိုလို့ရှိရင်တော့ကိုလုံးမဲ့ပွဲစားကယုံရသည်ဖြစ်စီမယုံရသည်ဖြစ်စီသူ့ရဲ့နောက်ကျောင်းကိုတေးကြစုံစမ်းပြီးမှကျွန်တော်တို့ရဲ့ငွေကြီးတွေကိုအနှံဖို့အတွက်လိုအပ်ပါတယ်။သူများယုံတိုင်းကျွန်တော်တို့လိုက်ယုံလို့လည်းမဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီလောက်ငွေတွေရှားပါနေတဲ့ခေတ်ကြီးမှာပတ်စံ3သိန်းပဲရ2သိန်းပဲရဘလောက်ရလိမ်မဲ့သူကလိမ်မှာပါပဲ။အခုလိုလူကြီးအများကြီးကိုလိမ်ပြီးတော့ထွက်ပြေးသွားတဲ့သိန်းရာချင်းချီတောင်းနဲ့ချီပြီးလိမ်ပြေးသွားတဲ့ပွဲသားကိုတော့အခုတော့လိုက်လံရှာဖွေနေ